ကဲအလုံးဝေးမင်္ဂလာကျွန်တော်တို့တုံးသူကျူးရှင်တွေကနေပြီးတော့ပြန်လေးကြိုဆိုလိုက်ပါတယ်ကဲမင်းညထိုးတော့တဲ့ပွဲပေါ့နော်ကျွန်တော်တို့1 Friday Fight 126ပြင်ပွဲမှာတော့ကျွန်တော်တို့မြန်မာ Fighter 2 Lane 10နဲ့ပေါ့နော် Thai Fighter ဆန်အေတို့ပွဲကိုကျွန်တော်တို့နေတော့စဆုံးဝင်ကြည့်ရမှာဖြစ်ပါတယ်ဗျာဆိုတော့ဒီပွဲကတော့အရန်ကိုကျွန်တော်တို့ပေါ့နော်ရင်ခုန်တော့တဲ့ပွဲတွေပေါ့နော်ရင်းနေအရန်ခုန်ခေးတာကျင်းနေပေါ့နော်တွင်းနေတဲ့နိုင်ပါမလားနိုင်ပါလားဒီလိုပုံစံလေးပါကဲကျွန်တော်တို့မိတ်ဆွေများနေဝင်ပြီးတော့အားပေးမှာဗျကဲလာပြီဗျဒီဘက်ကတော့အသက်တွေအရန်ကွာတာပေါ့နော်အသက်ကတော့20နှစ်တစ်နှစ်ကွာပါတယ်နော်ဆိုင်ကတော့အသက်တော့နော်40နှစ်တစ်နှစ်ပေါ့နော်သူလင်းထားကတော့20နှစ်20နှစ်နဲ့40နှစ်တည်းဆိုတော့အသက်20နှစ်တနေ့လောက်ကွာတာပေါ့နော်အသက်တော်ကွာတာပေါ့နော်အတွေ့အကြုံလေးရမ်းကွာပါတယ်ထိုက်ဖိုက်တာဆိုင်ကတော့ပွေးပေါင်းများစွာကိုနော်ကစားလာတဲ့ဖိုက်တာနော်တကယ်ကိုတဘာဝင့်နော်တဘာရင်းတဲ့ဖိုက်တာဝါရင်းတဲ့ဖိုက်တာပေါ့နော်အတွေ့အကြုံများတဲ့ဖိုက်တာဆိုတော့ဒီနေရာဒီပွဲမှာတော့ကျွန်တော်တို့အတွေ့အကြုံနဲ့ဒီပညာပိုင်းမှာပေါ့နော်ကျွန်တော်တို့စကားပြောတော့မလို့ကျွန်တော်တို့ယုံကြည်မိပါတယ်ဘာဖြစ်ဆိုလို့ရှိရင်အတွေ့အကြုံရှိတဲ့လူနဲ့အတွေ့အကြုံနေတဲ့လူကဘလို့မှရှင်လို့မရဘူးပေါ့နော်လုပ်ငန်းမှာဖြစ်စေပေါ့နော်ပညာပိုင်းမှာဖြစ်စေဒီအတွေ့အကြုံကိုကျွန်တော်တို့ငွေနဲ့ဝေလို့မရပါဘူးအတွေ့အကြုံအရင်ကောင်းဖို့လိုတယ်အတွေ့အကြုံရှိမှသာလျင်ဘယ်နေရာကိုဘလို့ဝင်နေဘလို့လုပ်မေးဘယ်နေရာမှာဘလို့ရှိတယ်ပေါ့နော်အဲ့လိုမျိုးပါဘူးလူတယောက်ဟာအဲ့တဲ့တယောက်ဟာအင်တလုံးမှာပေါ့နော်ကျွန်တော်တို့အင်တလုံးအကြောင်းအရာမှာဒီအီမာဘေးနားမှာပါရှိတယ်ဘလို့ရှိတယ်ဘလို့လုပ်ရမလဲဆိုတာကိုမသိရှိနိုင်တယ်လို့ပေါ့နော်ဆိုင်အေကတော့ပြောမယ်ဆိုလို့ရှိရင်အင်ရှင်တယောက်လိုပေါ့နော်ကိုယ့်ရဲ့အင်ရှင်တယောက်လိုပဲကျွန်တော်တို့ဥပမာပြောပြတာပေါ့နော်အင်ရှင်တယောက်လိုပဲဘေးအီနာမှာကကျွန်တော်တို့တကားပေါင်းနားမှာတော့နော်ဘေးဘတကားပေါင်းနားမှာကကျွန်တော်ဖနက်ထားတဲ့ဇင်ရှိမိအထေးဝင်လာတော့နော်အညာဘက်နော်အိမ်ဘေးနားမှာပေါ့နော်ကျွန်တော်တို့ထိုင်ခုံလေးတွေရှိမိနောက်ဖက်မှာတော့အင်တာလေးတွေရှိမိနောက်တစ်ခါအပေါ်ခန်းမှာပေါ့နော်အဲ့လိုမျိုးရေရှိုးခန်းလေးတွေရှိမိဒီစသည်ဖြစ်ပေါ့နော်လူတွေကဘေးနားမှာပါရှိတယ်လေဆိုတာကိုအဲ့ဒီတယောက်ဟာအင်ရှင်လောက်ဘလို့မှမသိနိုင်တယ်လို့ပါပဲပေါ့နော်ဆိုတော့အတွေ့အကြုံအရန်များတယ်ပေါ့နော်မူထိုင်ဖိုက်တာတန်ပါရဲ့ဒီဆိုင်အေကလည်းပေါ့နော်ဒီလောကမှာသူကျင်လေကြက်စားမှုတွေများတဲ့ခါကျတော့ပညာပိုင်းဆိုင်ရာပေါ့နော်ဘေကော့ကိုဘလို့ထိုးတော့ရင်ဘလို့နော်ဒီရှားဖိုက်တာတွေကိုပေါ့နော်ဘလို့ပုံစံကစားတော့မေဘလို့ဖန်တီးတော့မေဘလို့ထိုးပြတော့မေဆိုတာကိုသူမှရှိပြီးသားသိပြီးသားဖြစ်ပါတယ်အဲဒါကြောင့်ဒီပွဲကတော့ပေါ့နော်ကျွန်တော်တို့ထင်တယ်လို့ပေါ့နော်ဒီပညာပိုင်းပေါ့နော်ဆိုင်ရာမှာအရန်ကွာတဲ့အတွက်ကြောင့်ဒီပညာတန်ပါမှာစကားပြောတော့မလို့ကျွန်တော်တို့ထင်မိပါတယ်ဗျာကဲဆိုတော့ခုလာနေပြီပေါ့နော်ကျွန်တော်တို့မနေ့ကလာတဲ့ပွဲပေါ့နော်ဆိုတော့ကျွန်တော်အဆိုးလူတွေကလည်းမကြည့်ရတဲ့လူတွေပေါ့နော်ကျွန်တော်တို့ဒီပွဲကိုကြည့်ထက်ကကြည့်နေရတဲ့ပွဲဘာလို့ဆိုလို့ရှိရင်ကျွန်တော်တို့အရင်ခုန်ခေးတဲ့ပွဲတွေပေါ့နော်ရန်နေရင်ခုန်ခေးတွေအားလည်းအရင်အားပေးတယ်ကဲဆက်လာပြီးတော့သူတို့ထိုးတော့မှာပေါ့ကျွန်တော်တို့ကြည့်အောင်ဆိုင်ကတော့ရှိပဲရှိခိုးနေရတွေ့ရကဲဒါတော့ပထမရှိပေါ့ဗျပထမရှိပေါ့နော်သူလင်းချက်သူကရှေ့ထောက်တယ်နော်ဖြဲပြီးတော့ရိုက်တာကန်တာများတယ်အောက်ပိုင်းတွေကိုရိုက်ကန်ချိုးရတယ်ဒီလိုပုံစံလေးတွေဒီဘက်မှာတော့သေလွန်ထဲရဲ့ကစားပုံတွေလက်တွေကနည်းနည်းခေါင်းနာကိုပို့ပြီးတော့ကတ်ထားဖို့လိုတာပေါ့နော်ခေါင်းနဲ့လက်နဲ့မကွာသူ့ရဲ့မှာဆိုင်ရဲ့ကစားပုံကိုကြည့်အောင်လက်နဲ့ခေါင်းနဲ့သူကလုံးဝပေါ့နော်ကတ်ထားတာဘာဖြစ်ဆိုလို့ရှိရင်ဒီရှေကန်တဲ့အခါကျတော့နော်ဒီလက်ပါတဲ့အခါကျတော့ကိုယ်မျက်နှာခေါင်းကိုမထိရအောင်ပေါ့နော်ကန်မှုနေအဲ့လိုမျိုးသူကရှေ့တာကန်တာများတယ်ပေါ့နော်ရှေ့တော့ဒီကိုရိုက်ချိုးတာအဲ့လိုမျိုးဒါတော့အဲ့ကော့တွေပဲသူတုံးတာများတယ်ပေါ့နော်ဒီပွဲမှာတော့ကျွန်တော်တွေ့သလောက်အဲ့မှာဒီလောက်အဲ့လိုသူကဘေးရှီထောက်ဘူးနော်ညာရှီထောက်ကိုဘေးရှီဆောင်ရိုက်တာနော်ဒါသူ့ရဲ့ပေါ့နော်မထင်ဖက်တဲ့လက်ကလေးလက်
ထိတော့တယ်လို့ဖြစ်တော့တာပေါ့နော်ကဲအဲ့လိုရှေ့ထောက်2ယောက်စုံပေါ့နော်ရှေ့ထောက်အပြုတ်ပြီးတော့ကစားတဲ့သူလေးရောဟိုမျိုးဒီကရှေ့ထောက်ကန်တာများတယ်ပေါ့နော်ဆိုင်ရီကဘေးသမားဘေးရှေ့ထောက်အရန်ကောင်းတယ်ဒီကဘေးတော့ကန်တာများတယ်တဲ့ဒီကလည်းကောင်းတယ်ကဲတွင်လင်းထက်ဗျကဲဆရာကြီးဆိုတော့လားတော့မစောဘူးတော့တွေ့ကြုံကစကားပြောတာပေါ့နော်တွေ့ကြုံကပါတယ်ဟောရင်းနေဆိုတော့ဘယ်လိုထိုးရမလဲဆိုတော့သူတိဒါမှအသက်ကလေးအရန်ကွာတာပေါ့နော်အသက်ကွာတယ်သူကတွေ့ကြုံများတဲ့ခါကျတော့လူငယ်လေးတွေကိုသူကအနာကြီးဖို့သူကကွက်တွေရှိမထိဘူးကွာအဲ့မှာလည်းအဲ့လိုကွက်လေးတွေထိကောင်းသူလေးပြီးကိုကပြင်လေးကဲဒါကတော့ပထမရှိပေါ့နော်ပထမရှိမှာလေ2ယောက်စုံနော်ရှေ့ထောက်3တော့ကြတာပေါ့နော်2ယောက်စုံရှေ့ထောက်ကန်ပြီးတော့ကစားတော့ကြတယ်ဖိုက်တာတွေပါဆိုတော့ဒုတိယရှိမှာပေါ့ကျွန်တော်တို့ဒုတိယရှိผู้วิวัฒน์ที่6สำหรับอุ้มนี่ไม่ใช่สมาร์ทวอทแต่มันคือนาฬิกาสุดหรูที่สามารถแท็กค่าสุขภาพและกีฬาโอเคဒုတိယရှိကျွန်တော်တို့နော်အားပေးမယ်ရှေ့ကန်တာကောင်းတယ်ရှေ့ထောက်တန်တယ်ပေါ့နော်ဆန်အေကဒီကွက်လေးပေါ့နော်သူလန်ထက်ရဲ့ကွက်ဒီပုံစံဒါထိတော့တော်တော်လေးထိပါတယ်ထိမိလေးပါနော်ကျွန်တော်ဒါလည်းပြီးတော့ပြီလို့ထင်တယ်ဒီနော်ဒုတိယရှိမှာကျွန်တော်တို့ပွေးပြက်သွားမလို့ထင်သွားဒါပေမဲ့ဆရာကြီးတွေဒါအတွေ့အကြုံများတာမန်တလုံးတွေထိလို့သူတို့ပေါ့နော်ဒါပညာပို့ယူတာပေါ့နော်သူလေးသွားပြီဆိုလို့ရှိရင်ဒါအသက်ရှူဝက်လာပြီဆိုလို့ရှိရင်ပြန်ပြီးတော့သူတင်းလာတာပေါ့နော်သူပညာတွေပို့သုံးလာချက်တော့လို့မရဘူးတွေ့လားမတွေ့လားကြောက်ရတယ်ဆရာကြီးကိုကြောက်တာဒီကွက်တယ်ပေါ့နော်ရှေ့ထောက်လိုက်ကန်တာလေတဲ့အားပို့တင်လာတာပေါ့နော်သူကနည်းနည်းတလုံးနာတော့ဆိုတော့ထိုးတာမထိဘူးထိုးတာထိမိမထိဘူးဖြစ်ရှေ့ထောက်တွေကြောက်ရဲမတွေ့လားသူကအဲ့ကွက်တွေချောင်းနေတာသူကဘေးရှေ့ထောက်တွေကောင်းတယ်နော်မတွေ့လားထိတယ်ဟဲ့သူလင်းထက်လေးဟဲ့ထိတယ်မတွေ့လားငါတို့လူကထိမြသူကထိုးတာတိတ်မထိဖြစ်နေငါတို့မနေ့ကပြေထွက်နေရတယ်ငါတို့လူကလေ
အပူပြီးတော့အတင်လာဟိုတော့ကပူအတင်လာတယ်နောက်ဒုတိယရှီမှာလေးထိတယ်ဟောလေးလူကထိုးတာကမထိဖြစ်လူကတော့ဟုတ်တယ်အဲ့မှာတော့လင်းမလို့တော့ဖြစ်အဲ့မှာတက်လာအဲ့ကွက်တွေပေါ့နော်သူကအောက်ကိုအပေါ်ထိုးမလို့အောက်ကိုရိုက်ပြသူကရိုက်ချိုးပညာတွေဒါတွေပါတာပေါ့နော်လူတွေကဝါရင်တွေကမတွေ့လားငါတို့လူရအဲ့ကွက်မခံရအဲ့လိုမျိုးတွေသူကထိမိမိကိုမထိဖြစ်တော့ကြတာပေါ့နော်ထိုးတာလေဟိုကလေရှေ့ချောင်းနဲ့ကန်မှာသိရအဲ့လိုထိုးတာထိမိမိကိုမထိတော့ဘူးသူကကြာလီပို့ပြီးတော့အကွာတွေကိုကောင်းလာတယ်လို့မျိုးပေါ့နော်ပညာတွေ့ကြုံများတဲ့လူတွေကဒီကွက်တွေမှာတာတာပေါ့နော်ပို့ပြီးတော့သူထိလာပြီဆိုရှိပို့တတိရှိလာတယ်နော်ဘယ်လိုထိုးရမလဲဆိုတော့အကွက်တွေပို့ပြီးတော့ပုံမြင်လာတာပေါ့နော်ဒီလိုလေးတွေဒါပညာတန်ပါရင်အတွေ့အကြုံရင်ဆိုဒီလိုမျိုးတွေပေါ့နော်ဆိုလို့ဆိုလို့ရှိရင်ဒါနည်းနည်းထိတော့ပြီဆိုလို့ရှိရင်ပေါ့နော်အကွက်တွေပြက်တာတွေပို့ပြီးတော့နောက်ဆုတ်တာတွေဒီလူကတော့ဒီလိုမဟုတ်ဘူးနော်ဆန်ရည်ထိုးပုံကတော့သူကပို့ထိလီနောက်ပို့ပြီးတော့နေ့စနေပိုင်းကိုပို့ပြီးပညာပို့သုံးလာတဲ့အနေထားလေးပေါ့နော်ထီယူဖြစ်နေအဲ့လိုထိုးရအောင်ထီတော့ကောင်းဒီကရှေ့ထောက်ကိုရိုက်ချိုးတာများနော်ကျွန်တော်တွေ့တယ်လို့တင်းနေဒီပထမရှီနော်ဒုတိယရှီတတိယရှီကြီးပေါ့နော်ဆန်ရီကဘေးရှေ့ထောက်ပေါ့နော်သူဘေးရှေ့ထောက်တန်တဲ့တော်တော်ညာရှေ့ထောက်ကိုရိုက်ပြီးတော့ထိုးတာပုံများတာပေါ့နော်ဟိုမှာကြည့်အဲ့တော့ဝါရင်ဖိတာတယောက်ကိုပေါ့နော်ကျွန်တော်တို့မြန်မာဖိတာဒီလောက်ထိုးနေတာလေးအရန်ကိုကျွန်တော်တို့အားရတာပေါ့နော်ဆိုတော့ဒီပွဲမှာတော့ကျွန်တော်တို့ပေါ့နော်သူလင်ထန်နဲ့ဆန်အေရိုပွဲမှာကတော့ကျွန်တော်တို့ပြောမှဆိုလို့ရှိရင်ဒါပညာအရာမှာပေါ့နော်အတွေ့အကြုံပိုင်းအရာမှာပေါ့နော်ကျွန်တော်တို့ဖိတာကလိုသေးတာပေါ့နော်သူကအတွေ့အကြုံများတဲ့လူဆိုတော့လေးပဲအဲ့လိုမျိုးအမှတ်ရည်နဲ့အနိုင်တော့တာပြောမှာပဲဖြစ်ပါတယ်ကဲကျွန်တော်ရဲ့ဗီဒီယိုများပေါ့နော်နောက်ပွဲတွေမှာလည်းသွေးလင်းထက်ကိုအားပေးဖို့ပေါ့နော်ကျွန်တော်တို့အစဉ်အသင့်ပါပဲညီလေးတယောက်ပေါ့နော်ညီလေးသွေးလင်းထက်ပေါ့နောက်ပွဲတွေမှာဒတ်ထအကောင်းဆုံးဖြစ်အောင်ပြန်လာဖို့လည်းကျွန်တော်တို့မျှော်လင့်မိပါတယ်ဗျ